တံပြသွားတဲ့အခါတိုင်းတည်သွားလေးရှိရဲ့အိတ်ထဲမှာဘာတွေပါလဲဆိုတာရိုက်ထားတဲ့ vlog လေးပဲဖြစ်ပါတယ်။ဒါကစံအခုလက်ရှိတုံးနေတဲ့လောင်ချက်အိတ်အကြီးပေါ့နော်ဒါလက်ဆိုင်ဒီအိတ်ကဘယ်တော့တောင်မှပစ္စည်းဆန်နေပြီးတော့ဘယ်တော့တောင်မှပစ္စည်းထည့်ပြီးတော့လွယ်လို့ကောင်းလဲဆိုရင်လေကျမချစ်ချစ်ကလေးဒီထဲအကုန်ထည့်ထားပြီးတော့သူ့ရဲ့လေးစေးလိမ်ဘူးရင်းမြည်တွေသူ့ပစံအိတ်တွေအမလေးထီးတွေဖက်နဲ့တွေပဲပါတော့အဲ့လိုမျိုးထည့်ပြီးတော့လွယ်ရရှင်းအခုဒီထဲမှာဘာထည့်ထားဆိုရဒီမှာဘောပိုင်မိုးရသည်ဖလားမိုးရသည်ဆိုတော့တခါတလေဆိုလို့ရှိရင်လေအဲမိုးမီးလို့ရှိရင်ဖြားရတယ်ကွာမိုးရီထီဖြားရဲဆိုတော့ထီကိုအများနဲ့လက်ကြီးကနေကင်မသွားခြင်းလေတော့ဒီမှာထီဒီထီလေးကလေဒီမှာ auto on off လုပ်လို့ရတဲ့ထီကွာအဲ့ဒါလည်းဒီအိတ်ထဲကိုကောက်ထည့်လိုက်ရုံပဲအဲ့လေးထည့်ပြီးရင်ဒီမှာဒါကြတော့ sun cream spray ဟိုအပြင်နေပါသွားလို့ sun cream ဟို sun cream ကွာတခါခန်းလို့ရှိရင်တနားရီလောက်ပဲခံတာဆိုတော့ဒါလေးကလေဘာမဖြစ်ပြီးကြရင်ဒီမှာအခုတက်ထားရဲ့မျက်တောင်တူပေါ့နော်အဲ့မျက်တောင်တူကလည်းပျောက်သွားရင်မလွယ်ဘူးအားကြောင့်ဒီမျက်တောင်တူထည့်ရဘူးလေးလည်းပါတယ်အိတ်ထဲမှာအဲ့ရင်ဒီမှာမျက်ကမှန်မျက်မှန်နဲ့မဟုတ်ဖ ೇನೆ တခါလေးမျက်ကမှန်တက်ထားလို့ရောက်ခမတွေအိမ်မှာဝင်အိတ်တော်မယ်ဘာညာဆိုလို့ရှိရင်မျက်ကမှန်မရှိရင်တိုင်နေပတ်ကွာအားကြောင့်ဒါလေးကလည်းယူရတယ်ဒီမှာ wet tissue ကလည်းအဲ့လေညီမပလာစာတို့ဘာလို့မှာဆို toilet တွေကတခါလေးရှင်းမရတဲ့ဟာတွေပါရှိတယ်ကွာအားကြောင့်ဒါလည်းအမြဲဆောင်ပြီးသေးဘူးနော်ပြီးကြရင်ဒီမှာ Hansa Blackဒါလည်းတခုခုခဏပေါက်ညာပေါက်ထိခိုက်ဆန်လာဖြစ်သုံးဖို့ဒီမှာနှကန်းနေရလေငငယ်တော့ဆိုရင်အဲ့လောက်လေးစိုးလဲမစိုးဆောင်းလဲမဆောင်းဘူးအသက်ကြီးမှလေဘရိုကြီးဖြစ်နေတယ်ဒီမှာနှကန်းနေ4ချောင်းတောင်ပါတယ်တွေ့လားအမင်းတော်တော်မိမကြီးဆန်နေတာတွေ့လားယောက်ျားရဲ့ပစ္စည်းပါလာပြီဒီမှာမီးကြီးအဲ့မီးကြီးကသူဆေးလေးတောက်ဖို့အဲ့ဒါလည်းအမြဲယူရတယ်ဒီမှာဒါဂျူဒီတော့ဟိုဟိုက်လိုက်တာသူကလည်းနေတော်တော်ကောင်းတယ်ဒီမှာဒါကကြတော့ကက်လေးထည့်ရသည်လားဟိုကလေးကက်ဟိုတာပေါ့နော်ကက်တေးဒီမှာအဆို AR ကက်အဲ့လိုမျိုးကပ်ပေါင်း12ကက်လောက်ရှိရမှာစီပြီးလိုမျိုးလေးပေါ့နော်ပြီးရင်အလီဘာဘာကက်အောင်ချီသေးရတာအကြောင်းနဲ့သွားမစော့ရအောင်ကြာပြီကက်လေးအစုံပါပဲဒါကလေ nice to meet you ကက်ဒီမှာဘယ်လောက်တောင်စားထားလဲဆိုအာထပ်ရိုက်ဖို့ကြံနေတယ်အများကြီးပဲဒါကက်လေးထည့်အိတ်ပေါ့နော်ဒါကိုယ့်ရဲ့နံပါတ်လေးအဲ့ဒီမှာစညက်တခါလေးခေါင်းလေးလို့ရှိရင်ညှက်ဖို့နေအစုံမဲကျမရဲ့အိမ်မှာလေကျန်တာရတော့ပတ်စံနေပေါ့နော်ပတ်စံနေတော့မပြတော့ပါဘူးတတလေးကြွားရဖြစ်လို့မဆိုဒါကျမဆိုင်ကဟိုပါပေါ့နော်ဒီတုံးလေးထုပြီးတော့လေ10ပွဲဝယ်တစ်ပွဲလက်ဆောင်ပြီးနံပါတ်ကပ်ပေါ့နော်ဒါခုတငယ်ချင်းတွေပါလာလို့ဟိုဝယ်စားလို့ရှင်ပေးအောင်ဆိုပြီးတော့မားကက်လာမသိသိမ်းထားဒါပါလေဒီအိတ်ထဲဟာဒီအကုန်လုံးဟိုလေးတွေကိုထည့်ပါပါဒါပေမဲ့ခုလောက်အများကြီးတော့မထည့်တော့ဘူးပေါ့နော်ဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်